acid မိုးတွေကလောအောင်ဆိုပြီးသူတို့တွေစတိုးဆိုင်အပေါက်ဝါကိုအမြန်ပြေးသွားကြတယ်သူတို့ဘေးနားကပစ္စည်းတွေအကုန်လုံးကလည်း acid မိုးထီပြီးပျက်စီးကုန်လာပေါ့မျောလင်းတက်တွေကုံဆုံးတော့မယ့်အချိန်လေးမှာပဲလီနာက PMP ပလင်းတစ်လုံးကိုရုတ်တရက်သွားတွေ့လိုက်တယ်အဲ့ဒါကပဲသူတို့အတွက်နောက်ဆုံးမျောလင်းချက်လေးဖြစ်လာခဲ့ပါတယ်မိုးတိတ်သွားတာနဲ့တပြိုင်နက်လီနာကအဲ့ဒီပလင်းကိုမြေကြီးပေါ်အမြန်ချထားလိုက်တယ်ပြီးတာနဲ့စတိုးဆိုင်ဘက်ကိုအမြန်ပြန်ပြေးသွားတော့မကြခင်မှာပဲအဲ့ဒီပလင်းတွေကို acid မိုးရည်တွေအပြည့်ဝင်သွားတယ်မီးပွိုင်းအစင်းရောင်လည်းပြောင်းသွားတော့လီနာကပလင်းကိုကောက်ကင်ပြီးဖုံးယုံဘက်ကိုအမြန်ပြေးသွားတယ်ပြီးတော့မှအဲ့ဒီ acid မိုးရည်တွေကိုတကားတော့ခလောက်ပေါ်လောင်းချလိုက်တယ်တန်ကြိုးပြတ်ချသွားတာနဲ့သူတို့လည်းတကားကိုအမြန်ဖွင့်ပြီးစီကန်းချက်တွေအတိုင်းဖုံးခေါ်ကြည့်ကြတယ်ဒါပေမဲ့ဖုံးတွေကဘာအတမ်းမှထွာမလာခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲလီဆာကဖုန်းယုံထက်ကတဲလွန်စာတစ်ခုကိုတတိထားမိသွားလို့တက္ကစီကားစီကိုချက်ချင်းပြေးသွားပေမဲ့ဘာအရေးအမွတ်မှထပ်မတွေ့ခဲ့ပြန်ဘူးအချိန်မှတ်ထားတဲ့ခေါင်းတောင်းပြီးတော့မယ့်အချိန်မှာလီနာကထီတစ်ချောင်းကိုကောက်တိုင်ပြီးလီဆာစီကိုပြစ်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီထီကလည်းတိတ်ကြကြအတောက်မခံနိုင်ဘူးလေလီဆာတယောက်မျောလင်းချက်ပြီးကုံဆုံးနေချိန်မှာပဲကားတကားကရုတ်တရက်ပွင့်သွားတယ်အဲ့ဒါကိုမြင်ချင်းပဲလီဆာလေးကားလေးကိုအမြန်ဝင်ပုံးလိုက်တယ်အဲ့ဒီအချိန်လေးမှာပဲ acid မိုးကတိတ်သွားပြီးကောင်းတောင်းအတိတ်တစ်ခုထပ်ဆလာခဲ့တယ်ဖုံးယုံထဲမှာကြံခဲ့တဲ့လူနှစ်ယောက်ကလည်းအပြင်းကိုအမြန်ပြီးထွက်လာကြတယ်သူတို့တွေအဲ့ဒီကားထဲမှာအတူတူဝင်ပုံးကိုလုပ်ပေမဲ့ကားတကားကရုတ်တရက်ကြီးထု့အလိုလိုပိတ်သွားတယ်ပိုဆိုးတာက acid မိုးထပ်ရွာချတော့မယ့်အချိန်မှာဖုံးယုံတကားကပါပိတ်သွားတာပဲဒီလိုနဲ့အပြင်မှာကြံခဲ့နေတဲ့လူနှစ်ယောက်လည်းဘာမှဆက်မလုပ်နိုင်တော့ပဲအရှုံးပေးလိုက်ရတော့တယ်လီဆာကတော့ကားထဲမှာပြားရခတ်နေပြီးမတော်တဆထိုင်ကုန်အောက်ကလျှို့ဝါအခန်းလေးတစ်ခုကိုတွားဖွင့်မိလိုက်ပါတော့တယ်